ခုကျွန်တော်တို့ lesson 7ပေါ့ဟုတ်ပါဘူး lesson 7စာမျက်နှာ7ရောက်ပြီပေါ့စာမျက်နှာလေးကိုဒီမဲ့လှန်လာမယ်ဘာတီးရမလဲဆိုတော့ဒီ e ဆိုတဲ့ note ကိုစာမိတ်ဆက်ပြီဟိုကြတို့1 to note မှာဆိုရင်တော့ဒါ3ကိုမိတ်ဆက်တာပေါ့နော် middle 3ကိုမိတ်ဆက်တာပေါ့ဒီ international note ဆိုရင်တော့ e ကို e note လို့ပြောရမှာပေါ့ Loading version ပြောမယ်ဆိုရင်တော့ဒါ mi ပေါ့နော် do re mi ကိုရောက်ပြီပေါ့နော် d d e 1 2 3 2ပဲနော်1 2 3 c d e do re mi 2ပဲနော်အဲ့တော့ဒီမှာလဲထည့်ခက်စစ်တော့မပါသေးဘူးအဲ့လေးရတယ်3ကြောင်းပဲလက်မလေးနဲ့စားမယ် d ကိုလက်မ d ကိုလက်ညှိုး e ကိုလက်ခက်လေးနဲ့ဒီတောက်ဆုံးအကြောင်းမှာ t have no d have no ဒီ e ကိုsemi break t minute d minute e semi break အဲ့ဒီခါလဲရောရတယ်နော်ဒါပေမဲ့ဟိုမျိုးလုံးသိအောင်လားပြောပြနေရတာဒါပေမဲ့အရိယာတော့ o note up note တွေကပိုရှင်းတာပေါ့နော်ရှည်သွားမယ်ဒါပေမဲ့တို့နေရာတွေမှာဒီလို semi break တွေ minute တွေလို့ပြောလိုက်ရင်ကိုကကြောက်မသွားအောင်ဆရာတို့ရောပြီးပြောနေရတာကိုကအစိုးရတွေကနော်ရှေ့မှာတွေကတတ်ထားရမယ်နော်အဲ့ဒါလေးသင်္ကာဒီစာလေးလေးရေးပေးကြမယ်အဲ့ဒါလေးအမြဲတမ်းတတ်ထားရမယ်ဒီ C half ဒီ C minute D minute E semi break ဟောပြီးတော့ E ရပြန်စားတယ် E minute D minute E semi break ဒီချက်စားကြည့်မယ်1 2 3 4 ဒါပဲပေါ့နော်လွဲပါတယ်အလေးရတယ်ဒီလိုနော်ဒီလိုပြားလိုက်ကြီးတွေဒီလိုကြီးတွေမဖြစ်ကြအောင်နော်ခုံခုံလေးပဲဖျားရမယ်လက်ကိုဒီလိုတင်ရမယ်လက်ကခုံခုံလေးအချောင်းလေးတွေပဲခိုင်းရမယ်နော်ဘယ်ရောညာလို့ဖြစ်ရမလဲဘယ်မလာသေးဘူးနော်ဘယ်လာမှခတ်မှာဘယ်လာဥဒါညာတင်နေပြီးရင်ဘယ်တင်မယ်ပြီးရင်ဘယ်ညာပေါင်းတင်မှာအဲ့ကြမှာစပြီးတော့ခတ်မှာပေါ့ခုကတော့ easy ပဲနော်အော်ဒီကြောင့်စလာတဲ့က C crochet E crochet E minuteပြီးတော့ D ကိုအဲ့မှာနော်ရှုပ်ပြီနော် D ကို crochet တီးတယ် E ကို crochet တီးတယ် D ကိုမင်းနိုင်ပြန်တီးတယ်အဲ့အမှန်နဲ့ရှုပ်ပြီပေါ့တော့ခဏတီးရမယ့်နှုတ်က3ခုဖြစ်သွားတာ哦ပြီးပြီးတော့နောက်ဘာမှကြတော့ crochet ရွယ်တီးသွားတယ် CD pin break ဖြစ်သွားတယ်ဒီကြည့်မယ်1 2 3 4 ဒါပဲပေါ့ဟောရမှာပါเนาะလွယ်လွယ်ကူလေးဖြစ်သွားမှာပါเนาะမြန်မှာပါကဲအောက်ကြောင်းအောက်ကျတော့ first bar C C crochet တွေ D D crochet တွေပြီးပြီးတော့ second bar လိုက်ကြတော့ C half note C minute D ပြီးတော့ E ကို crochet နှစ်ခါတီးတယ်ပြီးတော့ D ကို crochet နှစ်ခါတီးတယ် E ကို minute တီးမယ်နှစ်ခါတီးမယ်ပြီးအောင်1 2 3 4ဒါပဲပေါ့ကဲအောက်ကြောင်းE ရယ် D ရယ် C ရယ် D ရယ်ကို crochet တီးတယ် E ကိုမင်းနဲ့တီးမယ် D ကိုမင်းနဲ့တီးမယ်ပြီးတော့ C crochet D crochet E crochet D crochet C semi break ကောင်းကြည့်အောင်1 2 3 4ဒါပဲပေါ့အဲ့ဆိုရင်ဗီဒီယိုပိတ်လို့ရပြီလားနားမလည်ပြန်ကြည့်မယ်နော်ဒီဟုတ်ကဲ့ဗီဒီယိုပိတ်ပြီးတော့ဒီဆရာတို့ကကိုယ်စာလေးလှမ်းပြီးတော့ဒီပါမယ်နော်ဒီကြောင်းလုံးကိုတစ်ခါတည်းပေါင်းတီးမယ်1 2
3 4 အောက်မှာစာလေးရေးလိုက်ပြီး oral watch name the note CDE တဲ့ဒီဟာလေးတွေကိုဒီဟာလေးရဲ့နာမည်လေးတွေကိုကိုကအဖြစ်မနေစိတ်ထဲမှာတွတ်ဆွဲမြဲမြဲလိုက်လံပြီးတော့မှတ်သားထားရမယ်ဆိုအိပ်ပဲပေါ့နော်နှုတ်သုံးလုံးဖြစ်သွားပြီလေကိုကဖြစ်မနေဆွဲမြဲနေတော့မှတ်ထားဖို့အလေးကျင့်ကိုစလုပ်သင့်ပြီပေါ့နော်တေချာမှတ်ပေါ့ကြက်ထားရတော့မှာပေါ့နော်ဒါတွေနဲ့နှုတ်တံပိုးတွေနောက်ဆက်မလားတခုနော်